နွေရာသီရောက်လာလို့လားမသိဘူးထမင်းနေရလေးစားလို့မကောင်းဘူးသိလားအဲ့ဒါကြောင့်မလို့ချစ်ချစ်ငငန်ဆက်ဆက်ကလေးနဲ့စားလို့ရအောင်လို့ကဲဘာစားရင်ကောင်းမလဲဆိုတော့အိမ်မှာရှိနေတဲ့တရသီးစိမ်းလေးကိုတုတ်စားဖို့မျက်လုံးနဲ့ညီအောင်လိုက်ပါတယ်အားနေပဲတရသီးလေးကိုခွန်ခွာချစ်ရေစေးစကားလေးနဲ့စစ်ပြီးတော့တုတ်စားပါတော့မယ်ပေါ့ရှင်လေတရသီးလေးတွေကလေလက်ဆက်နေတော့လေဒီမှာကြည့်အောင်စိမ့်ပြီးတော့အဖက်မပါတာတော့နော်စိမ့်ပြီးတော့ကြွနေတာကျွတ်တော်နီလေးပပလေးထားတာလေးဒီကြစီအောင်စေးထားပါတယ်အနက်မကြိုက်လို့မြေပဲဆန်လေးနဲ့ပစွန်ကြောက်ကလေးနဲ့ကိုကြိတ်ထားပါတယ်ရှင်ဒါလေးလည်းထည့်ပါမယ်စီချက်ကလေးကတော့အိမ်မှာအစင်းလေးရတယ်လေစီချက်ကအပြင်းလာကျမမီကအစင်းလေးချက်ထားတော့ကျမတို့အစင်းလေးစားရုံပဲပေါ့ရှင်စီအများကြီးမထည့်ဘူးကျမစီချက်ကိုအဖက်များလေးထည့်တယ်ဒီချက်နယ်လေးကလည်းမှုနေတာပဲဒီလိုဒီဆက်ဆက်ကလေးစားခြင်းလို့ဒါကိုရိုင်းလော်ကြိတ်ထားတဲ့မြုပ်တီးမှုတ်နှစ်စုံလောက်ထည့်ပလိုက်တယ်။အပီတောင်းလေးကလည်းမပါမဖြစ်ပေါ့ရှင်။ဒါမှအရသာလေးရလေးလေးပင်ပင်လေးနဲ့စားကောင်းမှာမလား။ပဲမုံလေးကတော့နည်းနည်းပေါ့။တစားပလာလေးကများနေတဲ့ခါကျတော့ပဲမုံရှော့ထည့်လို့ရတယ်လေ။ကဲစားဖို့ရအတွက်တော့စပြီးတော့နေပါပြီ။အမလေးနေနေနဲ့မွေးနေတာပဲ။ပရီဒီတော့ကြာချင်။ကဲစားလို့ရပါပြီရှင်။